မင်္ဂလာပါဒီ SH United Fan Show မှာပြန်လဲပြီးတော့ကြိုဆိုရပါတယ်ဆိုတော့Manchester United တင်ရတော့ဒါအင်္ဂွေ Old Trafford မှာကျွန်တော် Brighton တင်ရောဒါ2 goal ဆိုရရလက်နဲ့ရှုံးနေပြီးတော့ဒါ FA Cup ကနေထွက်လဲရပြီပေါ့ဗျာဆိုတော့အဲ့ဒီတဟမ်ရှိတဲ့နောက်ဒါအဲ့ဒီတဟမ်ရှိတော့တဲ့ဒါဒုတိယရာသီပေါ့ဗျာအဲ့ဒီတဟမ်ကိုထုတ်ပြီးတော့ဒါ200ရာသီမြောက်ဆိုတော့200ရာသီမြောက်ဖလားလက်မဲ့ကြုံခဲ့ရပြီဆိုတော့ပြီးခဲ့တဲ့ရာသီမှာလဲကျွန်တော်တို့ Ruben Amorim လက်ထက်မှာလဲကျွန်တော်တို့ဒါဖလားလက်မဲ့ဖြစ်ခဲ့ပေါ့ဗျာလက်ရှိရာသီလဲဒါ Amorim မရှိတော့ဘူးဆိုတော့ Amorim မရှိတော့တဲ့ Amorim မရှိတော့ပေမဲ့လဲလို့ဒါဖလားလက်မဲ့ကတော့ဖြစ်သွားသေးပဲပေါ့ဗျာဆိုတော့ဟိုဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုထင်ကြလဲကျွန်တော်ကတော့ဗျာဒီနေ့ပွဲမှာကစားသမားတွေရဲ့ဟိုနီးပြဆိုတာကစားသမားတွေရဲ့ quality ကိုကျွန်တော်တော်တော်လေးကိုမှတော်တော်လေးစကားပြောသွားတဲ့ပွဲလို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဟိုကန်စစ်တန်မှာဆိုလို့ရှိရင်ကန်စစ်တန်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုဒါလောလန်နီယိုရိုမာတီနက်ဒါဘက်ထရစ်တို့ကူရှိမယ်ဆိုတော့ဒီနေ့ပွဲမှာဒီကန်စစ်တန်၄ယောက်မှာဗျာမာတီနက်တောင်မှကျွန်တော်ကစားသမား၃ယောက်ဆိုမပြောတော့ဘူးနော်မာတီနက်တောင်မှအမှားတော်တော်လေးအမှားများခဲ့တဲ့ကစားသမားဖြစ်တယ်ဆိုတော့ကျန်တဲ့3ယောက်ဆိုရင်တော့ဒါပြောနေတယ်ပက်ထရစ်တိုကူလန်နီယိုတို့ဒါဒီကိုဒါလို့ဆိုရင်တော့ပွဲထဲမှာမင်းအစဲခါလို့ဒီကောင်နေလဲဟိုငါမင်းဒီကောင်နေမြန်မာလိုနားလဲမင်းငါအိမ်အထိကိုဒါနဲ့လာထိုးတော့တယ်ဆိုတော့ခန်းစီပိုင်းမှာလဲဟိုခန်းစီကစားပုံကလည်းဘာမှဟိုဒီရာကောင်းမွန်နေရလည်းမရှိဘူးဟိုဘာမှအဲ့လောက်ထိဟိုခန်းစီကစားပုံကလည်းဆုပ်ပြတ်တက်ဒန်နီဝဲဘက်လိုကောင်မျိုးမင်းပက်ထရစ်တိုကူကလည်းမင်းဒန်နီဝဲဘက်ရဲ့ဒုတိယကိုဒန်နီဝဲဘက်ရဲ့ဒါဥဆောင်ကိုပဲပက်ထရစ်တိုကူကလူမကတ်ထားဘူးပြီးတော့မင်းလန်နီယိုတို့ကလည်းမရဘူးငါလည်းဘာပြောလို့ပြောရမှန်းမသိဘူးဒီနေ့ပွဲတကယ်သိလားဒီကိုဒါလို့ဆိုတဲ့ကောင်ကလည်းမင်းဟိုပထမပိုင်းဒါပွဲချပြီးတိတ်မကြသေးပါဘူးငါလုံးမ1+1တွေ့ရအောင်ငါလီးလို့လောပြစ်တာလေဒီကိုသမားကြီးရှိတော့ပြိတ်မှာပါမင်းဒီကိုဒါလို့နီးပြဆက်ဆက်ကိုဒုက္ခပေးတဲ့ကောင်လေမင်းဒီကောင်အမိုရင်လဲအမိုရင်မလို့အဲ့ဒီတန်ဟန်ကြီးတော့လည်းအဲ့ဒီတန်ဟန်ကြီးမလို့ရုပ်ထုပါထုအောင်မယ်ဆိုတဲ့ကောင်တွေလည်းရှိသေးရဲ့ဆိုအဲ့ဒီတန်ဟန်ကိုထုတ်တော့လည်းဒီကောင်ပဲမင်းအမိုရင်တော့လည်းအမိုရင်မို့အခုလဲအခုကြည့်အောင်ဒီကိုဒါလို့တပွဲလုံးလည်းဒီကောင်ပဲဆဲခံရတာငါလုံးမမိနစ်80လို့ကြော်တော့ကိုအတင်းကတကိုးရပြီကွာဒီကောင်ကမင်းတိုက်စစ်ကိုပြန်သွားမယ်ရှင်ဟိုရှင်းလေစီဘက်ကိုပေးတဲ့အလုပ်ကိုအလုံးငါတို့ပြိုင်ဘက်နဲ့ထိအောင်ဖြစ်တယ်အဆဲကိုဒီကောင်တယောက်ကိုဆဲခံရတာငါလုံးဆိုတော့ကွင်းလေကိုပြန်ကြည့်တော့လေကွင်းလေကတော့ကျွန်တော်ကတော့ဟိုခိုဘီမင်းနူးဒါဥကာတေးဟိုခိုဘီမင်းနူးကအဲ့လောက်ကြီးထီမဆိုးဥကာတေးဆိုတဲ့ကောင်လေ out of position မှာဗျာဘောလုံးမရှိတဲ့ချိန်ဥကာတေးကအဆင်ပြေမင်းဘောလုံးဒီကောင်ရောက်တိုင်းဒီကောင်မလောက်တတ်တော့ဘောလုံးရအောင်လူတတ်တယ်ဥကာတေးကဘောလုံးရအောင်လူတတ်တယ်ဘောလုံးသူ့ချီရရင်သူမလုပ်တတ်တော့ဆိုတော့ဟိုဒီပွဲမှာဗျာခန်းစင်းတဲ့ကွင်းလေကြားမှာဗျာစပေကြီးကလည်းခန်းစင်းတဲ့ကွင်းလေနေကြားထဲမှာမင်းကလည်းဟိုပြိုင်ဘက်ကကစားသမားအဲ့နေရာမှာမင်းနောက်တော့တန်းလို့ရသေးရဲ့ကွာသိလားပြိုင်ဘက်က4-3-3ကစားရဆိုလို့ရှိရင်ထားပါတော့ဟိုပြိုင်ဘက်ကမင်းတိုက်စစ်3ယောက်ကကျွန်တော်တို့ကွင်းလေနဲ့ခန်းစီကြားထဲမှာဘာမှလုံးမရဘူးအဲ့ကျတော့တိုက်စစ်ကိုလည်းကြည့်အောင်တိုက်စစ်ကလည်းမင်းခုညာတို့မေစင်မောင်းတော့ခုညာတော့ဗျာကျွန်တော်ဟိုအမော်ရင်ရဲ့ဟိုဒါ4-2-3-1အမော်ရင်3-2-1 system မှာတော့ခုညာတော်တော်လေးဆင်ပြေပြီးတော့ဒီ4-2-3-1မှာကျွန်တော်ခုညာအဆင်ပြေလို့ကျွန်တော်တော့မထင်ဘူးဗျာခုညာရဲ့ရည်တွေပို့ပြီးတော့ခုညာရဲ့ဆန်းဆောင်ပို့ပြီးတော့ကျသွားတယ်လို့ကျွန်တော်တော့ထင်တယ်အခုညာဟိုဝင်ကတယောက်မှာကျွန်တော်တို့အရင်တော့ဒါကျွန်တော်တို့ထားပါတော့ဗျာဝင်ကားတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါအစွန်တွေကိုဆွဲထုတ်ပြီးလို့ရှိရင်ဒါကျွန်တော်တို့နောက်ကတက်လာတဲ့ဒါကျွန်တော်ဘရူနိုနဲ့ပဲဖြစ်ဖြစ်ပြန်တွဲမယ်ဒီလိုမျိုးလုပ်ရမှာဗျာဒါပေမဲ့ခုညာတို့ဘာတို့ကဒီသူအတန်နဲ့အတွင်းနဲ့ပဲဆွဲပြေးပြီးကန်နဲ့မကန်နဲ့ရှောက်ခုညာလည်းဗျာဒီနေ့ပွဲမှာတော်တော်လေးချင်းနေဆိုးတယ်ခုညာတို့ကောင်ခုညာကလည်းဟိုတာမန် normal pass လေးတောင်မှမရတော့ဘူးဗျာသိလားဟိုလူပေးမှားတာနဲ့ဂျားတဲ့အဖြက်လူခံရတာနဲ့ပြီးလို့ရှိရင်ကန်ပြရထားတယ်ခုညာနေနဲ့ဗျာကိုအသင်းမော်တွေကိုဒီတက်ပို့ပြီးတော့ယုံကြည်မှုရှိဖို့လိုတယ်ဗျာသူကိုယ်တိုင်ကိုရဖို့ကြိုးစားအမှန်တယ်ဗျာသိလားကိုရဖို့ကြိုးစားအမှန်တယ်တို့ပေမဲ့လည်းလို့ဟိုကိုယ့်ရဲ့အသင်းပေါ်တွေပို့ပြီးတော့ယုံကြည်မှုရှိစေခြင်းတယ်ဗျာပို့ပြီးတော့ယုံကြည်နဲ့ဟာငါကိုမရှုရင်လည်းဟာဒီကောင်လည်းရှုနိုင်တယ်ငါရှုမှမဟုတ်ဘူးငါသွင်းကိုရမှဒီပွဲကနိုင်မှာမဟုတ်ဘူးဒီကောင်နေသွင်းကိုရရင်လည်းနိုင်မှာဒီလိုစိတ်မျိုးထားဖို့လိုတယ်ဗျာသိလားပြီးတော့ဟိုမေစင်မောင်းလို့ကောလည်းမင်းဟိုဘယ်လိုပြောရမလဲ
ကြောက်ထားမှထားတာကောင်းနေကောင်ဒီကောင်ကလည်းမင်းစင်မောင်းလုံးကအရေးနဲ့အကြောင်းဆိုငါလုံးကဒီဖို့အရင်အဲ့ဒီဘာလဲအမော်ရင်ထုတ်ခံရတာလေဒီကောင်နေကြောင့်သိလားရေးတဲ့အကြောင်းဆိုဒီကောင်နဲ့မရှိတော့ဘူးမင်းနာပြီဟိုအဲ့ဒီဘာလဲကျွန်တော်ဟူဘာတဲ့နဲ့ပွဲကြည့်လီယူနဲ့ပွဲကြည့်ဒီကောင်တွေမကစားနိုင်ဘူးရေးရဲ့အကြောင်းဆိုမရှိဘူးအခုလက်ရှိတော့လေဟိုတကယ်ကိုင်းနဲ့ပါလာတော့လေဘာမှသုံးစားမရဘူးမင်းစင်မောင်းလုံးကောင်လေငါလို့ရေးရဲ့အကြောင်းရယ်ဆိုလို့ရှိရင်ဒီကောင်တွေကမင်းစင်မောင်းလုံးကောင်တွေကမင်းဟိုတပွဲကောင်းအတင်းတပွဲကောင်းမို့တပွဲကောင်းတပွဲတော်မှကောင်းမကောင်းနိုင်ဘူးဒီကောင်တွေကဟိုအတင်းရဲ့မိုးတဲ့ရီတွေရောက်လာလို့ရှိရင်ဒီကောင်တွေမှာအတင်းကိုကူညီနိုင်စမ်းဘာမှမရှိဘူးအတင်းအဆင်ပြေတော့ဒီကောင်တွေလည်းကောင်းတယ်ဆိုဘရူနိုကတော့တေးမှာဒီပုံစံတိုင်းသွားရင်ဘရူနိုတယောက်ကတော့မတေးဖို့ပဲရှိရယ်တိုက်စစ်မှာဟိုပြိုင်မဲ့တင်း pressing ပေးတော့လဲဒီကောင်ပဲပြိုင်မဲ့တင်းကဟိုပြန်လာလို့ defense လုပ်တော့လဲဒီကောင်ပဲဘောလုံးတွေဖြတ်တော့လဲဘရူနိုပဲကိုဖက်နေမှုလောက်ပါအောင်ဆိုတော့လဲဘရူနိုပဲကိုသွင်းမအောင်ဆိုတော့လဲဘရူနိုပဲဟိုခန်းစစ်မှာကူညီပါအောင်ဆိုတော့လဲဘရူနိုပဲခန်းစစ်ကိုဘောလုံးနဲ့ဆင်းယူပါအောင်ဆိုတော့လဲဘရူနိုပဲငါလုံးကတေးဖို့ပဲရှိရဒီကောင်ကလည်းမင်းသိတာဆိုအမိုရင်ပြောခဲ့သလိုပဲမင်းတို့ကောင်နဲ့ငါ့ကိုတနာမှာမဟုတ်ဘရူနိုတနာမှာဟုတ်တယ်မင်းတို့ကောင်ဘရူနိုကကွာဒီတိုက်စစ်ဒီဘန်ဂျမင်ရှက်ကိုနဲ့ပတ်သက်ပြီးတော့ဘန်ဂျမင်ရှက်ကိုလည်းဒါသွင်းကိုတကိုရလို့ဒါဒီကောင်လည်းတက်တာသွားဘရူနိုကဟိုပြိုင်ဘက်ဇာသမားတွေကိုပြိုင်ဘက်အတင်းကို press လုပ်စေခြင်းနဲ့ဘန်ဂျမင်ရှက်ကနောက်ပဲပြန်လာနေဒီလိုမျိုးဖြစ်နေတယ်သိလားဆိုဟိုဘန်ဂျမင်ရှက်ကတော့ဒါသွင်းကိုတကိုရဆိုတော့တိတ်ပြောဟိုမပြောရှင်တော့ဘူးပြသိလားဒီကစားဒီအစ်စ်မှာလဲဒီဟိုတခါလာလဲဒီလူငယ်နဲ့ပဲဆိုတော့ဒါကျွန်တော်တို့ခံစားနေရတာဒါပဲသိလားကျွန်တော်တို့အစ်စ်ကအနာဂတ်ကိုရီမက်အနာဂတ်ရည်ရွယ်ချက်ကျွန်တော်တို့အနာဂတ် plan ရေရှည် plan ဆိုတော့လက်ရှိမှာလီးရဖြစ်လုံးငါလုံးမှာသားလီးလိုပဲဆိုတော့ရေရှည် plan ဆိုတော့ရေရှည် plan ဆိုတော့ကျွန်တော်တို့ကတော့လက်ရှိမှာအေးဝမလို့ရေရှည် plan ဆိုတော့ငါတို့ဟိုအရေးလာမှာနေပူကထိုင်ဆောင်ရတယ်လို့ဖြစ်ပြီပေါ့ကွာငါလုံးမှာအရေးကမလာသေးဘူးငါတို့အရေးကြီးကဟိုလက်ရှိအရေးကြီးရှိနေတာသိရကွာအဲ့အရေးကြီးကိုမသွားဘဲနဲ့ငါလို့အဲ့အရေးကြီးကဟိုတနားရီလောက်နေလာမှာပါဆိုပြီးတော့အရေးလာမှာနေပူကထိုင်ဆောင်နေတယ်လို့ဖြစ်နေတော့လူစားဝင်ကစားသမားဒါရှင်းနေစီတော့ကတော့ဒါစိတ်မကောင်းဘူးပေါ့ဗျာဒီလူငယ်ကစားသမားလေးကဒါစီးကျက်တိုင်းနေရလဲဗျာဆိုတော့ဟိုဒါအဲ့လိုလုပ်လို့မရဘူးလားဒါပွဲစဉ်တွေမှာတွေ့ရတယ်ဗျာတချို့ပွဲတွေမှာလည်းဟုတ်တယ်ဒီလိုလုပ်လို့ရှိရင်ဒါဝါကက်ပြရတယ်ဒါပေမဲ့အဲ့ဒါကြီးဘာလို့လဲဘာလို့လဲအဲ့လောက်လေးတော့မှမင်းရလဲကစားပွဲကွာမင်းရလဲအိုးတော့ဖောင်းပြထားလဲမဟုတ်ဘူးကွာသိရအဲ့လောက်လေးတော့မှမလုပ်ရတော့ဘူးလားငါလုံးမှာပဲမင်းဘောလုံးကန်တာလဲအဲ့လောက်ပဲစီးကန်ကြက်သွားလားဒီကောင်တွေဟိုတပွဲနဲ့တပွဲမတူဘူးလို့ပြောရမဟုတ်ဘူးကွာဟုတ်တယ်တချို့ဟိုပွဲတွေနေမှာကွာပရီးမီးယားလိမှာပဲဖြစ်အဲ့လိုမျိုးလုပ်လို့မရဘူးဟုတ်တယ်ဒါပေမဲ့အဲ့ဒါကြီးဘာလို့အဲ့လိုမျိုးလုပ်လို့မရအောင်အဲ့စီးကန်ကြီးဘာဖြစ်လို့ထုတ်တာငါလုံးမအဲ့လောက်လေးတော့မလို့ငါလို့အဲ့လောက်လေးတော့စောတကတက်ခွင့်မရှိတော့ဘူးလားငါလုံးမှာပဲဘောလုံးကင်ပေါ့လီးဖြစ်လာဘောလုံးကင်ပေါ့တော့ငါလုံးမှာသားဆဲခံရတာပဲဒီစီးကြက်တယ်လေတပွဲလုံးဆဲခံနေရတာလီးလို့ဆိုတော့တပွဲလုံးတိုင်းတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုရီအသင်းဘက်ကဟိုအစားသားရဟိုဘောပိုစီရှင်ပဲကြည့်ရှွန်တာကက်တွေပဲကြည့်အကုန်လုံးတာစီးဖြစ်တယ်ဗျာဒါပေမဲ့တကယ် proper shot နေမှာကျတော့ပြိုင်ဘက်ကငါလုံး2ဂိုးလောက်ကိုပေါက်တက်ပြီး2ဂိုးရသွားကိုရီတင်းကတပွဲလုံးတိုင်းနဲ့ကန်နေဂိုးပေါက်တော့တဲ့တယ်ဂိုးသမားမိသွားတာနဲ့ကိုရီတင်းမှာဒီဟို expect goal ကို 8G ဆိုရဲကိုဟို 8G ဆိုရဲဒါဟိုပါပေါ့ဗျာဗါလဲ expected goal ကျွန်တော် 1.76 ရှိတယ်ပြိုင်ဘက်မှာ 1.13 ပဲရှိတယ်ဆိုတော့ shot on target 19ချိန်ရှိတယ်ပြိုင်ဘက်မှာ13ချိန်ပဲရှိတယ်ကျွန်တော် shot on target ဒါ total shot ပေါ့ဗျာ total shot 19ချိန်ပြိုင်ဘက်မှာ13ချိန် shot on target ဒါ8ချိန်အထိရှိတယ်ပြိုင်ဘက်က4ချိန်ပဲရှိတယ်ကျွန်တော်တို့တကယ်ဒါတကယ်ဟိုဂိုးတဲ့ဝင်တဲ့ shot on target ကပြိုင်ဘက်ကကျွန်တော်2ချိန်ပဲရှိတယ်ကျွန်တော်တို့မှာ4ချိန်ရှိတယ်ဗျာတကယ်ဂိုးတဲ့ဝင်တာ8ချိန်ဗျာပြိုင်ဘက်မှာ4ချိန်ပဲရှိတယ်အဓိကတော့ vision ပေါ့ဗျာပြိုင်ဘက်က vision ဒါနှစ်ကျွန်တော်ပြိုင်ဘက်ကဘယ်ရောက်သွားလဲငါလုံးမှာပဲပြိုင်ဘက်က vision 4ချိန်ရရပေါ့ဗျာ2ချိန်လွဲတယ်2ချိန်ဂိုးပေါက်တယ်2ဂိုးရတယ်ကိုရီတင်း vision 2ချိန်ပဲရတယ်2ချိန်လုံးလွဲရတယ်ဆိုတော့ဘယ်2ဂိုးရတော့မှာတော့မရတော့ဘူးပေါ့ဟုတ်တယ်ဆိုတော့ဟိုထွက်လိုက်ရပြန်ပြီပေါ့ဗျာကျွန်တော်တို့တော့ဒါမထူးဆန်းတော့ဘူးဆိုတော့
အခုမှတပတ်တပွဲစစ်သွားတာအဲ့ရောက်နေအခုမှမင်းတို့ကောင်နေတပတ်တပွဲစစ်သွားတာဆိုပရီးမီးယားလိဂ်မှာလည်းဒါလာမဲ့နှစ်ပွဲကဘာမှမျှော်လင့်စရာမရှိဘူးတွေးမျှော်လင့်စရာပေါ့တွေးကိုမတွေးရဘူးလာမဲ့နှစ်ပွဲကတကယ်ပြောငါလုံးမှာပဲမင်းအဲ့နှစ်ပွဲကတော့မင်းလူမင်းတခုခုမင်းအဲ့နှစ်ပွဲမှာမင်းအိတ်ဆေးပါရဲ့တောက်ယူမှအဲ့ရက်ကိုကြော်လွန်မှရမှာဘောလုံးပွဲရှိရင်ဘာဖြစ်လို့ကြည်မိနေဦးမှာဗျာသိလားအဲ့တော့အဲ့ပွဲနှစ်ပွဲအတွက်ဒါမင်းအိတ်ဆေးပါအိတ်ဆေးကြိုတော့ရင်တော့မတော့လို့ရှိရင်အဲ့ပွဲနှစ်ပွဲကိုမင်းဖုန်းတွေအကုန်လုံးရိုက်ခွင်ရင်လည်းခွဲအဲ့ဒါမှပဲအဆင်ပြေမှာဒါမှမကြည့်ဖြစ်မှာလေဒါမှမကြည့်ဖြစ်မှာလေကြည့်ဖြစ်ရင်မင်းစိတ်တော့ကရောက်နေအောင်မှာဘာမှမျောလင့်နေနေမှာမရှိတော့တာဟုတ်တယ်မလားဟိုမင်းတွေးလို့တော့မရဘူးမန်ချက်စတာစီးတီးဒီတိုက်စစ်နဲ့မင်းအာဆင်နယ်ရဲ့ဒီခံစစ်တိုက်စစ်နဲ့မင်းဘယ်လိုသွားလုံးမလဲစဉ်းစားကြည့်အောင်ကိုအသင်းရဲ့ခံစစ်ကိုလည်းငါလုံးမှာပဲတလုံးလားတလုံးကိုဆိုတော့အောက်ကွာပြန်လာတဲ့ကစားသမားတွေကလည်းဟိုအာမတ်အမ်ဘူမိုဆိုတော့ခံစစ်မှာဗါတယ်ခံစစ်မှာကူညီပေးနိုင်တဲ့ကစားသမားမရှိဘူးဆိုတော့မာဇရာဝီပြန်လာမယ်ဆိုရင်လည်းနည်းနည်းဟိုရေးရသေးရဗျာဒီကိုဒါလောက်နေမှာမာဇရာဝီထည့်လို့ဒီကိုဒါလောက်မငါလုံးမစကားတွေကိုထည့်မပြောချင်တော့ငါလုံးမဆိုတော့ဒီကိုဒါလောက်တော့ကတော့ငါလုံးမအတင်းကဒီကောင်းကြတော့ဘာလို့မထုတ်တော့ငါဒီကွာဆိုတော့အမိုရီကတကယ်တော့အမိုရီကပြဿနာမဟုတ်ခဲ့ဘူးဆိုတော့တေချာသွားပြီဆိုတော့အတင်းကစားသမားတွေကဟိုပြဿနာဆိုတော့အမိုရီရှိတော့တဲ့အခုနဲ့ဟိုငါမပြောချင်ဘူးကွာပြောရင်လည်းငါသူများသွားပြီးဖောင်းထုရပြောမှာဆိုတော့ထားပါတော့ဆိုတော့ဘယ်လိုထင်ကြလဲဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ဆိုတော့ Manchester United တင်တော့ထွက်လဲရပေါ့ဗျာဘယ်လိုထင်တာလဲဘယ်လိုထင်တာလဲထင်တယ်မေးခွန်းနေလည်းမရှိတော့ဘူးဆိုတော့နောက်ထပ်ဒါကျွန်တော်တို့ Premier League ကျွန်တော်ဘယ်နှပွဲကြံမလဲ20ပွဲပြီးသွားပြီဆိုတော့39ပွဲ18ပွဲ Premier League 18ပွဲပဲကြံတော့ရကျွန်တော်တို့က Premier League 18ပွဲမှာ18ခါကျွန်တော်နောက်ထပ်18ခါဆေးဒုက္ခရောက်အောင်မယ်18ခါ18ခါစိတ်ဒုက္ခရောက်အောင်မယ်ဆိုတော့ဒါပြည့်တော့နောက်ရသည်ပေါ့ဗျာဆိုတော့ဒီပုံစံနဲ့ကတော့မင်းဘယ်နည်းပြမှလည်းလာချင်မှာမဟုတ်ဘူးလို့ဘယ်ကစားသမားမှလည်းလာချင်မှာမဟုတ်ဘူးဆိုတော့အတင်းရှိနေတဲ့ကစားသမားရောမင်းငါဒီကိုပြောင်းလာမိရတော်တော်မှားနေလာမင်းတော့နိုင်ရနေတော့ခုညာတို့အမ်ဘူမိုတို့ဆိုရင်ငါတို့နိုင်ငံအမ်ဘူမိုကတော့ခုလာဆိုတက်နေတော့ပြီမင်းနိုင်ငံအသင်းကမှရှုံးပါဆိုကိုနိုင်ငံအသင်းကမှရှုံးလို့ထွက်လာလို့စိတ်ညစ်ပါဆိုကိုကလည်းအသင်းကြီးလိုက်တော့လေခြုံထွက်အမက်ကလည်းပြောမှာပဲငါလို့နိုင်ငံသင်းအမှမင်းရှုံးလို့ထွက်လာပါတယ်ကိုကလည်းတင်းကြည့်လိုက်တော့လေရှုံးထွက်ဒါအမေဘာမှမရှိတော့ဘူးအတင်းဆုတ်ပြတ်တတ်နေပြီကစားသမားတွေကလည်းရီရှင်းမရှိဟိုတကယ်ဒါဘုတ်ဖွဲ့တွေကလည်းရီရှင်းမရှိတကယ်ပိုင်ရှင်ကလည်းရီရှင်းမရှိအေးဟိုအေးရဲ့အကြောင်းရယ်ဆိုလို့ရှိရင်ဒီကောင်ပတ်စံရအကြောင်းပတ်စံရဖို့အာနာပြဖို့ဒါပဲတွတ်နေဒီကောင်နေမလားဘူးဒီလိုအာနာမင်းဒီကောင်နေလို့ဟိုဘယ်လိုပြောရမလဲငါတကောကောနေတဲ့ကောင်တွေရဲ့လက်အောက်မှာမင်းအင်ဒီကေမှန်လို့ကတော့လက်ခွားတော့မလာဘူးမင်းအဲ့လိုမျိုးနီးပြမျိုးอ่ะအဲ့လိုနီးပြမျိုးอ่ะမင်းတို့လက်အောက်လာမလားငါလို့ဖန်နေရလဲအဲ့လောက်ကြည့်အောင်ငါလို့အဲ့လောက်ကြောင့်ဘာမှမျော်လင့်မနေနဲ့မလာဘူးဂျေဆန်ကိုတို့လက်အောက်ကိုလူးစ်အင်ဒီကေကမလာဘူးစဉ်းစားမနေနဲ့မျောမနေနဲ့ဆိုထားပါတော့ဆိုတော့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုထင်ကြလဲဒါအကောမဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်ဆိုတော့ကျွန်တော်တို့တင်ရတော့ဒါအဖေကလည်းထွက်လဲရပြီခါရာဘောကလည်းဟိုစကြရဲထွက်လဲရပြီဆိုတော့ပရီးမီးယားလိဂ်နောက်18ပွဲကျွန်တော်တို့အတူတူစိတ်ဒုက္ခခံကြမယ်နော်အလုံးပဲကြည့်ရှုအပ်ပေးခဲ့တဲ့ညီကိုတယောက်ရှင်းနေတိုင်းကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ချင်ပါတယ်တတာ